အားလုံးပဲမင်္ဂလာပါရှင်မေဖူဒီဘလော့ကနေကြိုဆိုပါရရှင်မေကဒီမှာအိမ်မှာပေါ့နော်မိုးလဲအေးတယ်ခုရက်ပိုင်းမိုးလေးရလဲမုန်တိုင်းရှိရောရွာနေရောဆိုအပြင်လည်းမထွက်ဖြစ်ဘူးပေါ့နော်လေးလည်းမသွားဖြစ်ဘူးအဲ့ဒါနဲ့မေကအိမ်မှာပေါ့နော်ဘကွားဝဲလာတဲ့ငချင်လေးရယ်ပြီးတော့အိမ်မှာရှိရဲ့ကြက်သွန်လေးကိုချင်းချင်းဆက်ဆက်ကလေးတုပ်စားပေးပါရရှင်အခုမေနဲ့တူတူပေါ့နော်အိမ်မှာအလွယ်တကူတုပ်စားလို့ရတဲ့ကြက်သွန်လေးတုပ်ကလေးကိုကြည့်လိုက်ကြရအောင်နော်ကဲမေကခုကြက်သွန်လေးတုပ်ဖို့ရန်အတွက်ပေါ့နော်ပပလေးထားတဲ့ကြက်သွန်လေးကိုအမွန်ပြအောင်ရေနဲ့တေချာစာဆေးကြောလိုက်ပါမယ်ရှင်ပြီးတော့ငရုတ်လော်လေးကိုအဆက်စားနိုင်တဲ့လောက်ထည့်လိုက်ပါမယ်ရှင်နောက်တော့အချုံမုံလေးလည်းအနှဲငယ်ထည့်လိုက်ပါမယ်ရှင်ငါးပြားကြီးလေးလည်းအနှဲငယ်ထည့်လိုက်ပါမယ်ပေါ့နော်ပမြာသီးလေးလည်းခုလိုမျိုးကိုစားချင်ရင်ထည့်လို့ရပါတယ်ရှင်မေကတော့အညာမေတဘာဝမြေဘဲတစ်သားစုံစီစစ်စစ်ကထုတ်ထားတဲ့မြေဘဲစုံစီလေးကိုခုလိုချက်သွန်လေးထဲတုပ်ကလေးရဲ့ကိုထည့်ပြီးတော့တုပ်လိုက်ပါမယ်ရှင်မြုပ်သီးလေးထက်နေတဲ့အတွက်ကြောင့်မေကငုပ်လှော်လေးကိုထည့်ပြီးတော့ထည့်လိုက်ပါတယ်ရှင်အညာမြေကထုတ်တဲ့100ရာခိုင်နှုန်းတဘာဝမြေဘဲတစ်သားစုံစီစစ်စစ်လေးနဲ့တုပ်ထားတဲ့ချက်သွန်လေးတုပ်ကလေးကတော့ပဲစီနံလေးမှွေးပြီးတော့ရတာရှိတဲ့ချက်သွန်လေးတုပ်ကလေးတစ်ခွက်တော့ရပါပြီရှင်အဲ့တော့ချက်သွန်လေးလေးပေါ့နော်ငရုတ်လှော်လေးနဲ့အလွယ်တကူအိမ်မှာပေါ့နော်ချင်းချင်းဆက်ဆက်တုပ်စားပဲဖြစ်ပါရဲ့ရှင်သွန်လေးတုပ်ပြန်ဒါချင်းလေးဝယ်လာပကုံးငချင်းအဲ့အောင်အိမ်မှာကြော့စားလိုက်ခါလေးကြားလဲပေါ့နော်အိမ်မှာအဲ့လိုမျိုးလေးဘယ်လိုပြောမလဲအချောက်ကလေးပေါ့နော်အရီလူလေးမပါဘူးနဲ့အဲ့လိုအချောက်လေးနဲ့စားလိုက်ရင်ပိုပြီးအရသာရှိအားပါအောင်ရှင်အချင်းလေးကလည်းလက်နေရောအဲ့တို့နေတော့ထမှာပေါ့နော်မေကဒီအညာမြေကထုတ်တဲ့တဘာဝမြေပဲတစ်သားစုံစီစစ်စစ်ကိုထည့်သုံးထားတဲ့အတွက်ကြောင့်ပေါ့နော်တက်တူညီတော့ရဲ့အနံလေးကလုံးဝမြေပဲစုံစီအနံလေးကိုမှုေးနေတယ်ဟင်းချက်တစ်ခွက်မှာပေါ့နော်အဓိကကတော့အသက်ကတော့စီပေါ့နော်စီကောင်းရင်ဟင်းခွက်တိုင်းရတော်တော်လေးကိုအရသာရှိရပါတော့တက်တူညီတော့လေးရဲ့အနံလေးကလည်းမြေပဲစုံစီအနံလေးကိုမှုေးပြီးတော့တော်တော်လေးကိုစားလို့ကောင်းတယ်အချင်းကျော်လည်းအဲ့လိုလားဒီအညာမြေပေါ့နော်ဒီဘက်စီကိုအညာမြေရဲ့ဖိဖို့ပိတ်မှလည်းရှိတယ်လို့40 3.3ည3563လည်းဆက်ပြီးတော့မှာယူလို့ရတယ်ပေါ့နော်ပြီးတော့ညာမြေဒီဘက်စီကပေါ့နော်အပိတ်တာအနည်းဆုံးအစပြီးတော့ယူရင်အိမ်ရောက်ငွေချေ delivery fee လည်းပို့ပေးပါရရှင်ဒီအညာမြေရဲ့မြေပဲစီကပေါ့နော်100ရာခိုင်နှုန်းတဘာဝမြေပဲစုံစီတစ်သားစုံစီစစ်ဖြစ်တဲ့အတွက်ကြောင့်မြေကိုကိုယ်တိုင်ဒါစိတ်ချလက်ချသုံးတဲ့အတွက်ကြောင့်ပေါ့နော်အာမခံတယ်ပေါ့နော်ဝယ်ယူခြင်းလူများကလည်းအိမ်နိုင်ရာရောက်ငွေချေပြီးတော့ delivery fee ပို့ပေးဖို့လည်းအာမခံပေးရပါတော့တော့တပိတ်တာမှာလည်းသူက3000ကျပ်ဆိုတော့မစိုးဘူးပေါ့နော်မြေပဲစုံစီတစ်သားစုံစီစစ်စားရဟာကိုတပိတ်တာမှာ3000ကျပ်ကလေးဆိုတော့တော်တော်လေးလဲစားပြောတယ်မျိုးကတော့အိမ်မှာအမြဲတမ်းဒီတဘာဝမြေပဲစုံစီပဲသုံးတဲ့အတွက်ကြောင့်အညာမျိုးပဲအိမ်မှာဝယ်ထားဖြစ်တယ်ပေါ့နော်တက်ပြီးတော့စားလိုက်အောင်ပါပေါ့နော်နောက်ဘတော့မှာပြန်နေဆိုပြကြမယ်နော်အားလုံးပဲတတာ